မခက်ပဲဒီလိုမျိုးလေးထားခဲ့မှာဒီတော့ကပတ်စွာမမမီတော့ပြန်ကြရင်တော့ရှေးအောင်မလားမသိဘူးကြားစရာတစ်ခုရှိသေးတယ်အထီးကြည့်လိုက်လူတွေကတော့စေးပဲအားမပုံပဲလည်းမရှိဘူးကဲဗျာဒီနေ့တော့စပိန်နေပြီးတော့ဘောလုံးဝတ်ကြည့်မှာပါနော်အိမ်ကနေစပိန်စီးပြီးတော့ဘောလုံးပွဲကြည့်ဖို့ထွက်လာခဲ့တယ်ဗျာကိုကွင်းဆိုတော့နိုင်အောင်အပေးရမှာပေါ့အဲဆိုတော့တရားတော့ဟိုလေဆိုတရားတော့မစိုးပါဘူးတော့ကောင်းပါဒါပေမဲ့ကြည့်ရမှာပေါ့စီ6ကအတင်းနဲ့15အစစ်15အတင်းဆိုတော့ဘယ်လိုလာမလဲဆိုတော့စောင့်ကြည့်လိုက်ကြနော်ပြစရာတစ်ခုရှိသေးတယ်ကြည့်လိုက်ဟောကြီးတွေနွေရာသီဆိုတာနဲ့ကျွန်တော်တို့မျိုးလေးကိုအပျော်စီးတင်မောကြီးတွေလာလဲကြတယ်ဗျာတင်မောရရှယ်ပဲကျွန်တော်ရှေ့ကနေပြန်ရိုက်ပြအောင်ဒါကျွန်တော် space စီးတာ Spain နဲ့လစ်နေတာကျွန်တော်မျိုးလေးကိုနည်းနည်းပါပက်ပြလာလုံမျိုးလဲဆိုတာတော့တက်အောင်စပိန်မှာတက်โอเคမျိုးကတော့မိုက်တယ်တော်ရုပ်ရှယ်ပဲတောင်းမလား tourist တွေလည်းလားဆောင်ရလားကြည်လိုက်လူတွေကျွန်တော်ဟိုးနာမှာကွင်းရှိတယ်အဲ့ဒီကွင်းတော့ကျွန်တော်နေရတိတ်တော့မလို့အဝေးမနေရပါဝေးရောမနေရပါဘူးဒီနေ့တော့15မိနစ်လောက်နေနေစီကွင်းလည်းရောက်တယ်ဟုတ်တော့လူတွေကတော့စေးပဲအားမပုံပဲလည်းမရှိဘူးနေလောက်ပါနော်ဆက်နေလောက်ဝင်းနဲ့ရောက်တော့မှတစ်ခါရိုက်ပြမယ်ဒီနေရာမှာတော့ခတ်မလားဒီတော့ကပတ်စွာမမမီတော့ဖြစ်တယ်လောရမယ်မသိဘူးဒါမဲ့ထားခဲ့ရင်ကောင်းဘူးစမ်းကြည့်လောက်ဘိန်းကိုကျွန်တော်တော့မခတ်ပဲနဲ့ဒီလိုမျိုးလေးထားခဲ့မှာကတ်တီဒီနဲ့ပျောက်မလားမပျောက်ဘူးလားဆိုတော့ချီလာကတ်တီဒီပေါ့ဒီလားကတ်တယ်ပေါ့ကြည့်ပြထားခဲ့ကျွန်တော်သွားလိုက်အောင်ကွင်းသားရောက်တော့စပိန်ကိုတော့ခတ်ဖို့အဆင်မပြေဘူးဒါနဲ့ဒီတိုင်းပဲထားခဲ့တယ်ပြန်ရင်ဘယ်လိုဖြစ်မလဲတော့မသိဘူးဗျာအိုလီဆွန်အသင်းကအဆင့်15မှာပြိုင်ဘက်ကအဆင့်6မှာဒါပေမဲ့ကိုမျိုးအသင်းဆိုတော့အားပေးရမှာပဲဗျာAndre. Who's that? Vel imot Håvard Storveiter og HFK Himna. ပရမပိုင်းမှာတင်ကိုအသင်းကဂိုးတွေအများကြီးသွင်းတယ်ဟိုဘက်အသင်းကကန်တွေကောင်းနေလို့ပေါ့ဗျာ
နောက်ဆုံးတော့ကျွန်တော်တို့အိုလီစွန်အသင်းကတကူနဲ့ဦးဆောင်နိုင်ခဲ့တယ်ဗျာပထမပိုင်းနားချိန်မှာမိုးလေးပါလေးဝယ်စားလိုက်တယ်ကော်ဖီလေးပါလေးလည်းတောက်လိုက်သေးတယ်ဗျာ အခုဆိုရင်ပထမပိုင်းပြီးသွားပြီပေါ့နော်ဒါနဲ့ဝန်စီနဲ့အခုဒုတိယပိုင်းပြန်စတော့မယ်ဒါဆိုတော့ဘယ်လိုမျိုးခြေနေရှိလဲဆိုတော့ဆက်ကြည့်လိုက်အောင်မယ်နော်ဒုတိယပိုင်းမှာတော့ပြိုင်ပွဲသင်းကနေပြန်သွင်းလိုက်တယ်ဗျာဒါနဲ့တကူဖြစ်သွားတယ်အဲ့ဒီအချိန်မှာ1-1ဖြစ်နေတော့ကျွန်တော်တို့အသင်းရှုံးသွားမလားတည်ကြမလားဆိုတာတွေးနေရင်းနဲ့စိတ်လှုပ်ရှားနေတယ်ဗျာအချိန်ပေါ်မှာကျွန်တော်တို့အသင်းကနောက်ထပ်တကူထပ်သွင်းနိုင်ခဲ့တယ်ဗျာနိုင်သွားပြီဗျာအရန်ပျော်သွားတယ်ကဲဟိုမှာကျွန်တော်ထားတဲ့ဘိန်းလေးကတော့ရှိသေးတယ်ဗျာဒီစီပဲဒီမှာတော့ဘာမှပြဿနာမရှိဘူး စပိန်ရှိတဲ့နေရာကိုပြန်လာတော့ရှိနေသေးတယ်ဘယ်သူမှယူမသွားဘူးပွဲနိုင်တာရောစပိန်ရှိတာရောအရန်ပျော်သွားတယ်ဗျာဒီကတော့ပိုလီဆိုကတော့2-1နဲ့နိုင်သွားတယ်ဗျာတဲထွေးရင်မို့ကြည့်လိုက်ရတယ်ဘာပြောမိနစ်90ပြည့်ပြီးတဲ့အချိန်ကြမှာပဲနိုင်သွားတယ်ဒီမှာကစင်းရဲချမ်းသာမျိုးလူတိုင်းပွဲကြည့်လို့ရတယ်ကစားကွင်းဆိုတာလူတိုင်းအတွက်ပါတနေ့ငါတို့မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးအချိန်မျိုးရောက်လာမယ်လို့ယုံကြည်ပါတယ်ဒီခရီးစဉ်ကတော့ဒီလောက်ပါပဲဗျာနောက်ခရီးစဉ်မှာပြန်ဆောင်ကြမယ်